ဘာဆိုရဲတယောက်ကြားလာ呀，这桌子你抢了呀？妈，抢了！呀，那这看，哎，呀，那么风险了，风险了哦。ကျွန်တော်ပြောမယ်အခုခင်ဗျားတို့ပြောတာခင်ဗျားရဲ့ဒုစိစီချုပ်ပြောနေတာဖြစ်တယ်ခင်ဗျားတို့နဲ့ကျွန်တော်မတိုက်ချင်ဘူးခင်ဗျားတို့ဘိုးတွေလည်းကျွန်တော်တို့မိထားပြီအဲ့တော့ခင်ဗျားတို့နဲ့ကျွန်တော်တို့မဖြစ်ချင်ဘူးကျွန်တော်တို့ခင်ဗျားတို့မမုန်းဘူးကျွန်တော်တို့မုန်းတာမင်းအောင်လိုက်ပဲဖြစ်တယ်အဲ့တော့ခင်ဗျားတို့လက်နဲ့ချပြီးလို့ရှိရင်ကျွန်တော်တို့နဲ့ဘူပေါင်းပါခင်ဗျားတို့လိုအပ်တဲ့ငွေကြေးကျွန်တော်တို့ပတ်ပို့ပေးမယ်ခင်ဗျားတို့ကကိုယ့်အကိုလို့ရကြွရကျွန်တော်တို့တွားလို့ရတယ်ညှိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဆက်သွယ်ပေးပါခင်ဗျားနာမည်ပါလားဘိုးကြီးစိုးသူကိုလည်းငါတို့မိထားပြီအဲ့တော့ခင်ဗျားတို့အခုဘိုးကြီးစိုးသူနဲ့ပြောမယ်ဆိုရင်အခုပြောလို့ရတယ်တန်ကောင်းလားတန်ကောင်းလားဘယ်လိုလဲမင်းတို့ဘာခေါ်ပြောလဲဘာတက်လဲအောင်လားဘာတက်လဲအောင်လား拍他妈碰皮，妈妈，没事，妈妈没漏，好喏，没涨了，谁说的？都是口头呀，喏，他们要看别了喏，他们谁说的？俺都爸没漏，俺都录进完那你呗，好喏，谁打？没来谁打呗，俺来谁打呗，他们俺都啊，时间来呢，好喏，哟。蛋糕了，我们那里好稳的。好，就八点没有。ဘယ်လိုလဲကျွန်တော်ပါနေမယ်တက်ကြီးတက်လေအောင်ဘာတက်လေအောင်ဘုံမူလားဘုံမူတက်လေအောင်တက်ကောင်းလားဘုံမူတက်လေအောင်တက်ကောင်းလားအခုပြောနေတာမာဝီဖြစ်တယ်အဲ့တော့ဘုံမူတို့ရဲ့ကိုယ်တွေလည်းကျွန်တော်တို့မိထားပြီအဲ့ဒါဘုံမူတို့ကျွန်တော်တို့ကောင်းဆုံးစီစဉ်ပေးမယ်ဟိုဗလဲအောင်သူ့ကိုဗလဲဟိုမှာပဲပြန်ခေါ်သွားလိုက်ငါတို့ကုတ်ကဲမှာပြန်ခေါ်သွားကဘက်ထရီလည်းကုန်နေပြီပါဒီကောင်ညကုတ်ကဲမှာပြန်ခေါ်သွားနော်အေးစေးပဲဟဲ့လူတွေဘယ်နှစ်ယောက်လဲ4ယောက်လား3ယောက်လား5ယောက်အေးစေးပဲနေမယ်နော်ဘာမှမလုပ်ခင်ဗျားတို့ဘာမှမလုပ်ဟုတ်ပြီနော်ဒီမှာကျွန်တော်ပါဇက်ပေါ်မှာပဲခင်ဗျားတို့တက်ရှိတယ်အခုခင်ဗျားတို့တည်လို့ပြောရင်ဒီမှာပဲပုံတည်အောင်ဟုတ်ပြီနော်ခင်ဗျားတို့ရှင်းလို့ပြဟုတ်ပြီနော်အေးစေးပဲနော်ဆက်ချောတာဟုတ်ပြီနော်ဟုတ်တိုက်ပွဲပဲဗျာခင်ဗျားတို့နိုင်တယ်ငါတို့နိုင်တယ်ဟုတ်တယ်ရောက်ချားပဲဟုတ်ကဲ့နော်ဟုတ်ပြီနော်ဘာမှမလုပ်နဲ့နော်မလုပ်နဲ့ဘာမှမလုပ်နဲ့ဟုတ်ပါဟုတ်ပြောင်းလေဟုတ်အေးပြောလိုက်မှာလားစီကျယ်လေးပဲနားဖောက်နော်အဲ့ဒါနားနော်ဟုတ်ပြီနော်အလုံးကြီးအလုံးကြီးရှိတယ်ဒါကမှကျွန်တော်လာတယ်ဒီမှာငိုထားတယ်အဲ့တော့ရဲပေါ်ရှိလိုက်ပါဦးလိုက်ပါလိုက်ရတယ်ငါဖေးပေးမယ်ရတယ်ဖေးပေးမယ်ကောင်းထားနော်ကောင်းထားကောင်းပြီတော့အဲ့မှာဟိုမှာပဲတော့ဒါလည်းဟိုမှာပဲပုတ်ကဲမှာ